တွေးခေါ်ကွာရင်ဘဝတွေပါကွာသွားတတ်ပါတယ်တဲ့ကျမတို့တွေလူဘဝပတ်ဝန်းကျင်မှာတူဦးတယောက်တည်းနေထိုင်လို့မရပါအောင်เนาะတူဦးတယောက်တည်းနေထိုင်လို့မရတဲ့ခါကျတော့ကျမတို့မှာတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းဆိုတာတွေရှိရပါမယ်အဲ့လိုတငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေရှိတဲ့အခါမှာလဲကျမတို့တွေသူတို့တွေနဲ့ပြောဆိုစကားပြောတဲ့အခါမှာကိုယ့်ဘက်ကအမြဲတမ်းဝမ်းစာပြည့်နေရမယ်ဘလို့ဝမ်းစာပြည့်နေရမယ်ဆိုတာလေကျမတို့တွေသူများနဲ့ပြောတဲ့အခါမှာကိုယ့်ဘက်ကပြန်ပြောနိုင်တဲ့စွမ်းအားဘ ഹു တုဒတွေအမြဲတမ်းဖြည့်တင်းထားရပါမယ်เนาะအဓိကတော့ကျမတို့မြန်မာအမျိုးသမီးတွေပေါ့မြန်မာအမျိုးသမီးတွေကတောင်းတောင်းကိုတခြားအကြောင်းအရာတွေကိုမလေ့လာတာတွေများတယ်ဆိုတော့အိမ်မှုကိစ္စတွေနဲ့အချိန်ကုန်တာများတယ်ခလေးကိစ္စတွေသားသမီးကိစ္စတွေနဲ့တာအချိန်တွေကုန်နေများပြီးတော့ပြင်ပဘ ഹു တုဒတွေကိုတအားနဲပါတယ်အဲ့လိုမနဲအောင်ကျမတို့တွေပြင်ပဘ ഹു တုဒကိုလည်းလေ့လာရမယ်သင်ယူရမယ်เนาะကိုမျိုးသမီးမို့လို့စီးပွားရေးမလုပ်ဘူးဆိုတာလည်းမဖြစ်အောင်ကိုတက်နိုင်တော့ဘက်ကနေမှာပဲစီးပွားရေးကိုလည်းလေ့လာရမယ်သင်ယူရမယ်လုပ်ကင်ရပါမယ်เนาะဒီလိုစီးပွားရေးတွေလေ့လာသင်ယူလုပ်ကင်နေမှသာလေကျမတို့တွေလူအများနဲ့ထိတွေ့ရမယ်စကားပြောမယ်အဲ့ဒါမှဒါလူအကြောင်းတွေကိုသိမယ်ကျမတို့တွေဘ ഹു တုဒတွေကိုလည်းသိလာမယ်အဲ့လိုသိလာမှသာလေကျမတို့ကနေစွမ်းရည်တွေတိုးတက်လာမယ်အဲ့လိုစွမ်းရည်တိုးတက်လာမှသာလေကျမတို့ကကိုမိသားစုမှာကိုကပြန်ပြီးတော့ရှေ့ဆောင်လမ်းပြနဲ့ပြန်ပြီးတော့ဥဆောင်နိုင်တယ်ဥဆောင်နိုင်တယ်ဆိုတာတော့အဓိကတော့သားသမီးတွေပေါ့သားသမီးတွေပေါ်မှာကိုကအမြဲတမ်းရှေ့ဆောင်လမ်းပြဖို့ကကိုပြောဆိုဆုံးမဖို့ဟာအတွက်ကိုမှအမြဲတမ်းဘ ഹു တုဒတွေပြည့်စုံနေရမယ်အဲ့လိုပြည့်စုံနေမှသာလေသားသမီးကလည်းကိုစကားပြောပေါ်တိုင်ပင်ပေါ်နဲ့မိဘကိုအထင်ကြီးလေးစားမှုတွေလည်းဖြစ်ပေါ်လာမယ်အဲ့လိုဖြစ်ပေါ်လာတဲ့အပြင်ကိုကျမတို့တွေအပေါင်းအသင်းမိတ်ဆွေနဲ့စကားပြောတဲ့အခါသူများပြောသမျှကိုဒါကျမတို့ကငေးကြည့်နေရတဲ့ဘဝကိုရောက်မသွားဘူးအဲ့လိုရောက်မသွားအောင်လဲအမြဲတမ်းကျမတို့ကနေလေ့လာသင်ယူပါလို့ကျမတို့အမြန်မာမျိုးသမီးထုကိုအဓိကပြောကြားလိုပါတယ်ရှင်